လုံးပဲမင်္ဂလာပါဒီနေ့ဒီနာက15ပေပေ40မြေပေါ်မှာအစာအုပ်ရဲ့အကျယ်က73ပေ38ပေ RC နှစ်ထပ်အစာအုပ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်ဒါကတော့ဒီအစာအုပ်ကဆိုလို့ရှိရင်တော့မန္တလေးမြို့မှာတိစောက်ထားတာပဲဖြစ်ပါတယ်ဒီရဲ့မျက်နှာစာအကျယ်ကဆိုလို့ရှိရင်တော့73ပေရှိပါတယ်ဝင်ချင်းမှာတော့ဒီနာတို့ကဒါ steel တွေနဲ့ပေါ့နော်ဒါလုံလုံလေးတကားကိုတက်ဆင်ပေးထားတာပဲဖြစ်ပါတယ်ဒီ steel ပါကြတကားကိုဖြတ်ပြီးသွားပြီဆိုလို့ရှိရင်ဒါ main တကားအနေနဲ့ဒီနာတို့အကျုံးကိုပဲအသုံးပြုပေးထားတာပဲဖြစ်ပါတယ်ရှင်မင်္ဂလာတကားကိုဖွင့်လိုက်တာနဲ့ဝင်ချင်းမှာပဲဒါဒနာတို့ကဒါအေကန်ကိုတွေ့ရမှာပေါ့နော်ဒါ73ပေမှာဒီမျက်နှာစာ73ပေ38မှာတိစောက်ထားတယ်လို့မထင်ရဘူးအခန်းကတော်တော်လေးကိုကြကြလုံးရှိတယ်အေးစစ်စစ်ထိုင်လို့ရတယ်ပေါ့နော်ဒီနေရာဆိုလို့ရှိရင်အေကန်ပဲဖြစ်ပါတယ်ဒနာတို့ဒီပရင်းပေါက်တွေကိုကြားလို့ရှိရင်4ပေ5ပေ size လောက်ထားပြီးတော့အလူမီနီယံအနေနဲ့တက်ဆင်ပေးထားတာပဲဖြစ်ပါတယ်ရှင်ကဲဒါအေကန်လေးဆိုတဲ့အခါကျတော့ဒီဘက်မှာအိတ်ခမ်းမနှခမ်းပေါင်လေးဆိုတာကျွန်တော်တစ်ချက်ပြန်ပြပေးပါမယ်ရှင်โอเคအခန်းကနေလာမယ်ဆိုလို့ရှိရင်တော့ဒါရှောက်လန်းရှိတယ်ပေါ့နော်ရှောက်လန်းရဲ့အကျယ်ကလည်းဒါကျွန်တော်တို့က2ပေခွဲထားပေးထားတယ်ဒါအေးစေးလူ2ယောက်ပေါ့နော်ဒါရှောင်းလို့တိန်းလို့အဆင်ပြေတဲ့နေရာလေးဟုတ်ပြီဒီအခန်းပြီးသားဆိုလို့ရှိရင်တော့ဒီမှာစင်ငယ်ခန်းတစ်ခန်းရှိပါတယ်ဒီစင်ငယ်ခန်းရဲ့ဒီအခန်းတကား main တကားတွေကိုတော့နောက်တော့ခွန်3 site လောက်ထားပေးပြီးတော့ပစ္စည်းမျိုးစားကတော့ ready made my steel နဲ့နောက်တော့တက်ဆင်ပေးထားတာပဲဖြစ်ပါတယ်ရှင်ရှိမယ်ဒီလေကကွင်အောက်မှာဆိုလို့ရှိရင်လည်းပစ္စည်းတွေထားတဲ့နေရာလေးတွေထားလို့ရတယ်ပေါ့နော်ဒီလေကကွင်ရဲ့ဒီနောက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါမီးဖို့ကြောင်ရှိပါတယ်မီးဖို့ကြောင်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒါတကားနဲ့ပေါ့ပြန်ပြီးတော့မှ partition လုပ်ပေးထားတယ်တကားလေးတစ်ခုထည့်ထားပေးပါတယ်ရှင်ဒါဒီအောက်မှာပေါ့နော် kitchen box အနေနဲ့အလူမီနီယံအနေနဲ့နောက်တက်ဆင်ပေးထားတယ်မီးဖို့ချောင်ရဲ့မျက်နှာစာကိုတော့ဒနာတို့ကကြွေပြကပ်ပေးထားတယ်မီးဖို့ချောင်ရဲ့ဒီမျက်နှာစာအထက်ပေါ့နော်မီးဖို့ခုံရဲ့မျက်နှာစာ2ပေအထက်ကိုလည်းနောက်တော့ကြွေပြကပ်ပေးထားပါတယ်ရှင်စီလေးပါတယ်ပေးတဲ့အခါကျလို့ရှိရင်တန်ရှင်းရံတွဲပူအောင်လို့ပါဒါကတော့2ကန်တွဲဒါဘေစင်တော့ထည့်ပေးထားပါတယ်ရှင်ပြီးရင်နောက်တော့ဗာရှေးဦးလဲဆိုတာမီးဖို့ချောင်ပြီးသွားရင်ပေါ့နော်ဒီဘက်မှာရေချိုးခန်းနဲ့အိမ်သားရှိပါတယ်ရေချိုးခန်းနဲ့အိမ်သားထဲမှာဆိုလို့ရှိရင်လည်းနောက်တော့ပူရိုင်တစ်လုံးရှာဝါဆက်တစ်ခုထည့်ပေးထားတာပဲဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ဒီအောက်ထပ်မင်းကြီးတက်မှာဆိုလို့ရှိရင်အေကန်ပါမယ်စင်ငယ်ကန်တစ်ခန်းပါမယ်ပြီးပြီဆိုလို့ရှိရင်ဒါ kitchen room တစ်ခန်းပါမယ်ပေါ့နော်အဲ့တော့ပထမတက်မှာဘယ်ခန်းတွေဘယ်လိုပါလဲဆိုတာနားနဲ့ဒီလိုလိုက်ကြည့်ကြပါအောင်ရှင်ကဲဒါဆိုလို့ရှိရင်တော့ဒါပထမတက်လေးပေါ့နော်ဒီပထမတက်မှာဆိုလို့ရှိရင်လေဒါကျွန်တော်တို့ကစင်ငယ်ခန်းတစ်ခန်းရှိမယ်ဖျားခန်းတစ်ခန်းရှိမယ်ပထမအဆုံးအနေနဲ့ကျွန်တော်ဒီမှာအသုံးပြုတဲ့အိတ်ခန်းတကားမှန်သမျှဒီခွန်3 site ကိုအသုံးပေးတယ်ပြီးရင် ready made my steel တွေကိုထည့်ပေးထားတယ်ပေါ့နော်အဲ့တော့ဒီခန်းထဲမှာဆိုလို့ရှိရင်နောက်ဒီခန်းထဲမှာဆိုလို့ရှိရင်တော့ဒါပါကေးပေါ့နော် SPVC ပါကေး floor ကိုကျွန်တော်တို့ခင်းပေးထားပါတယ်ရှင်ဒါဆိုလို့ရှိရင်လည်းလင်းမှန်ရတော့အောင်လို့4ပေ5ပေ size ကအလူမီနီယံပရင်းပေါက်လေးထည့်ထားတာပဲဖြစ်ပါတယ်ဒါတော့စင်ငယ်ကန်တစ်ခန်းရဲ့အကျယ်ပေါ့နော်73ပေ38ပေမှာရှိတဲ့စင်ငယ်ပေါ့နော်ဒါစင်ငယ်ကန်တစ်ခန်းရဲ့အကျယ်ဝန်းလေးပဲဖြစ်ပါတယ်ရှင်တော်လေးတော့ကျယ်ခုကတော့ရမ်းလို့နော်စင်ငယ်ကန်တစ်ခန်းပြောတာဒီလိုဖြစ်တန်းတော့ပါပဲပြားပြားရဲ့အေးကလည်းကျယ်ပါတယ်ဘယ်မှာပြားချောင်းတော့ပေါ့နော်။ဒါပြီးတော့မှဒီပေါ်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ရလာတဲ့ဒီနောက်ခုပြီးတော့ရှိပါမယ်ရှင်။ဟိုအရင်ချင်းနေကိုခံစားရအောင်ပေါ့နော်။အဲဆိုလို့ရှိရင်ဒီမှာလို့ရှိရင်လည်းဒါလေးတွေကောက်ကောက်အောင်နည်းအောင်လို့ကျွန်တော်တို့ရေပေါက်တွေကိုလည်းဒါစိုက်ကြည့်နေပေါ့နော်။နှစ်ပေါက်ထည့်ပေးထားပါပဲ။ဒီလိုတွေဆိုလို့ရှိရင်လည်းဘယ်နောက်မှမပြတ်ဘူးဆိုတော့နောက်လို့ရအောင်လို့ကျွန်တော်တို့ထည့်ပေးထားပါတယ်ရှင်။ရပါပြီတော့ရင်မလို့ဒါဘာလို့ပေါ့နော်ဖျားဆန်းနေပါလေလဲဖို့အတွက်ကြတော့ကျွန်တော်တို့ကဒါဝရဏတကားပေါ့နော်ဝရဏတကားကိုလည်းကျွန်တော်တို့ကကျွန်းအသုံးပြုပေးထားပါလေရှင်
ကဲဒီဘက်မှာဆိုလို့ရှိရင်တော့ဖျားစင်ဒီဖျားပန်းဟိုးပေါ့နော်တိတန့်ဆေးဖို့အတွက်ကိုနောက်တော့ဘေးစင်တစ်လုံးထုတ်ပေးထားပါတယ်ရှင်ကဲဖျားခန်းနဲ့လည်းမိတ်ဆက်ပြီးသွားပြီအိတ်ခန်းတစ်ခန်းနဲ့လည်းမိတ်ဆက်ပြီးသွားပြီဆိုတော့နောက်ထပ် master တစ်ခန်းလည်းရပါသေးတယ်ရှင်ဒီ master ခန်းထဲမှာအသုံးပြုပေးထားတဲ့ဟာကျတော့ SPC V9 Flow ကိုအသုံးပြုပေးထားပါတယ် green box အနေနဲ့လို့ဆိုလို့ရှိရင်လည်းတော့အလင်းကောင်းအောင်လို့ဒါကျွန်တော်တို့ green box နှစ်ပေါက်ထည့်ပေးထားတယ်ပေါ့နော်ဒီခန်းမှာဆိုလို့ရှိရင်လည်းရေချိုးခန်းနဲ့အိမ်နာတွဲရက်ပါပြီးသားပဲဖြစ်ပါတယ်ရှင်ဒီဟာဆိုလို့ရှိရင် master ခန်းတစ်ခန်းရဲ့အကျယ်ပေါ့နော်တော်လေးတော့ကျယ်ပါတယ်ရှင်